အခုချက်ချင်းအချိန်ပေးပြီးအဆုံးထိနားမထောင်နိုင်သေးဘူးဆိုရင်ဒီဗီဒီယိုလေးကိုအရင်ဆုံးတင်ထားလိုက်ပါ။ဘာလို့လဲဆိုတော့အခုပြောပြမယ့်အချက်တွေဟာဒီတစ်ပတ်အတွင်းအင်္ဂါသားသမီးတွေရဲ့ဘဝမှာကြုံလာရမယ့်အခက်အခဲတွေကိုဘယ်လိုကျော်လွှားရမလဲဆိုတဲ့အဖိုးတန်လမ်းညွှန်ချက်တွေဖြစ်လို့ပါပဲ။မတ်လ18ရက်ကနေ23ရက်အတွင်းမှာအင်္ဂါသားသမီးတွေရဲ့ကန်ဆာတာကအတက်ဘက်ကိုဥတီနေပါတယ်။သင်ဟာပြီးခဲ့တဲ့အပတ်တွေကစိတ်ပင်ပန်းစရာတွေလူပင်ပန်းစရာတွေနဲ့ရင်ဆိုင်ခဲ့ရတယ်ဆိုရင်အခုအပတ်ဟာသင်အတွက်အားသစ်လောင်ရမယ့်အချိန်ပါပဲ။ဘဝရဲ့အလှည့်အပြောင်းတွေကသင်ကိုစောင့်ကြိုနေပြီဖြစ်လို့အဆုံးထိကြည့်ပြီးဘလို့ပြင်ဆင်ရမလဲဆိုတာလေ့လာကြည့်ရအောင်။အလောက်ကိုင်းနဲ့ပတ်သက်ရင်ဒီအပတ်မှာစွန့်စားရဲတဲ့စိတ်ကသင်ကိုအောင်မြင်မှုစီခေါ်ဆောင်သွားပါလိမ့်မယ်။အရင်ကမလုပ်ဘူးတဲ့အလုပ်သစ်တွေ project အသစ်တွေစတင်ဖို့အလွန်ကောင်းမွန်တဲ့အချိန်ပါပဲ။ဒါပေမဲ့အရေးကြီးတာတစ်ခုကတော့မိမိရဲ့အစီအစဉ်တွေကိုသူတစ်ပါးကိုကြိုတင်ဖွင့်ဟတာမျိုးရှောင်ကျဉ်မှာအလုပ်ထဲမှာကိုယ့်ပေါ်မနာလိုသူတချို့ရှိနေတယ်လို့အရာရာကိုတိတ်တိတ်ဆိတ်ဆိတ်နဲ့အောင်မြင်အောင်လုပ်ပြလိုက်တာကအကောင်းဆုံးပါပဲဝန်ထမ်းဖြစ်စေကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်စေမိမိရဲ့စ조사မှုကြောင့်အထက်လူကြီးဒါမှမဟုတ်လုပ်ငန်းဖော်တွေရဲ့လေးစားမှုကိုရရှိလာပါလိမ့်မယ်အလုံးမှာအနှောက်အယှက်လေးတွေရှိနိုင်ပေမဲ့တင့်ရဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကအားလုံးကိုပြေလည်စေမှာပါငွေကြေးကံကတော့အလွန်ထူးခြားပါတယ်မမျှော်လင့်ထားတဲ့နေရာကနေငွေဝင်လာတာမျိုးဒါမှမဟုတ်ရက်တက်နေတဲ့ငွေကြေးစီးဆင်းမှုတွေပြန်လည်ပတ်လာတာမျိုးကြုံရပါလိမ့်မယ်ဒါပေမဲ့အင်္ဂါသားသမီးတွေရဲ့ထုံးစံအတိုင်းငွေဝင်ရင်လက်ဖွာတက်တဲ့အကျင့်လေးကိုတော့ထိန်းပေးဖို့လိုပါလိမ့်မယ်အတုံးဆွဲမစင်ချင်ဝင်တဲ့လောက်ပြန်ထွက်သွားနိုင်လို့စနစ်တကျစီမံခန့်ခွဲပါအချစ်ရေးမှာတော့ချစ်သူရှိသူတွေအနေနဲ့တဦးနဲ့တဦးကြားလူကြောင့်စိတ်နှောက်ယှက်ဖြစ်ရတတ်ပါတယ်ဘေးစကားတွေကိုနားမယောင်ပဲကိုချစ်သူကိုသာယုံကြည်မှုအပြည့်ထားပေးပါအိမ်အောင်တွေအတွက်ကတော့အိမ်အောင်ဖက်စီကနေသတင်းကောင်းတစ်ခုခုကြားရတတ်ပြီးမိသားစုထဲမှာပျော်ရွှင်စရာကိစ္စလေးတွေပေါ်ပေါက်လာပါလိမ့်မယ်။ကျန်းမာရေးအတွက်ကတော့အပူပုံးနဲ့ဆိုင်တဲ့ဝေဒနာတွေတွေးတိုးတာမျိုးနဲ့ခေါင်းကိုက်တာမျိုးကိုသတိထားပေးပါအလုံးများလုံးလို့အနားယူဖို့မမေ့ပါနဲ့။ကန်ဆာတာတွေပုံမူပွင့်လန်းပြီးအတိုက်ခံတွေကင်းစင်စေဖို့အတွက်အင်္ဂါနေ့နနက်မှာဖျား၌ဇီးညွန့်ရှိညွန့်လူရန်ပြီးဇလဗေဒတုတ်ကိုရွတ်ဖက်ပူဇော်ပေးပါဒါဟာတင့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုတည်ငြိမ်စေပြီးဘေးအန္တရာယ်တွေကိုကျော်လွှားစေနိုင်ပါတယ်ဘဝဆိုတာစိန်ခေါ်မှုတွေနဲ့ပြည့်နှက်နေပေမဲ့တင်ကိုယ်တိုင်သာယုံကြည်မှုရှိရှောက်လန်းမယ်ဆိုရင်ဒီအပတ်ဟာတင့်အတွက်အောင်ပွဲခံရမယ့်အပတ်ဖြစ်မှာပါဒီဗီဒီယိုလေးကတင့်အတွက်အကျိုးရှိခဲ့ရင်တင့်ရဲ့အင်္ဂါသားသမီးတငယ်ချင်းတွေကိုပါနာမည်ခေါ်ပြီးမျှဝေပေးလိုက်ပါဦးနောက်ထပ်ဗုဒ္ဓဟူသားသမီးတွေအတွက်လည်းသိချင်ရင်မှတ်ချက်မှာရေးခဲ့ပေးပါဦးရှင်စိတ်သက်ခိုင်မာလာတဲ့အင်္ဂါသားသမီးများအားလုံးဒီတစ်ပတ်မှာအရာရာအောင်မြင်ပါစေရှင်